ပြောပြအောင်မသိလားဆိုင်ရဝန်ထမ်းကောင်မလေးဒီနေ့တယောက်အလုပ်ထွက်တယ်မနေ့ကသူကလာထုတ်တယ်လာထုတ်တော့ဒီနေ့မှထုတ်ပြီးမှ9ရက်နေ့မှထုတ်ပြီးမယ်လို့ပြောလိုက်တယ်ဒီလားပြောလိုက်တော့ဒီနေ့လာတော့လုပ်ထွက်မယ်တဲ့ဟုတ်ပြီလို့ဘာဖြစ်လို့လဲလို့မေးလိုက်တာမနေ့ကတော့သူ့အဆက်ခွဲလို့တဲ့ဟဲလောက်တာပဲတစ်လပဲရှိသေးတယ်ဟိုမှန်တာတော့ပြောရမှာပဲလို့ဘာဖြစ်လို့လဲဆိုတော့အသက်က15နှစ်16နှစ်လောက်ရှိတယ်သားသမီးတွေမွေးထားတဲ့မိဘတွေလည်းသားသမီးတွေကိုလေကိုသားသမီးတွေကိုဂရုစိုက်ဖို့လည်းလိုတယ်သိလားဘာဖြစ်လို့လဲဆိုတော့လေသူ့သမီးကခေါင်းကသပင်ကအရှည်ထောထားခြင်းတယ်ဒါလည်းမရှိပါဘူးဒီမှာကိုရီသပင်လောက်တောင်မရှိဘူးသူ့သမီးသပင်ကတကောင်းလုံးကိုလေတန်းနေအပြည့်ပဲအဲ့တော့အဲ့ကလေးမနဲ့တွဲအိတ်တဲ့ကလေးမလေးကသူ့ခေါင်းတန်းနေကူလို့တဲ့အတူတူမအိတ်ချင်ဘူးတဲ့ပြီးတော့ညကြရင်သေးပါတယ်အဲ့တော့သေးပါတော့ဟဲနင်တို့15နှစ်16နှစ်တောင်ရှိနေပြီသေးပါလားသူ့အမေကိုခေါ်မိတယ်အမသမီးကသေးပါလားညကြလို့ရှိရင်ဆိုတော့ဟဲ့တဲ့မပါပါဘူးတဲ့ကျမကလေးက2နှစ်3နှစ်ခရေရတဲ့သေးလွတ်နေတာကြာပါပြီတဲ့ကြာပါပြီဒါပြောနေတာသူ့သမီးကညာတိုင်းသေးပေါက်ချတာစောင်းနေရောခြေနှောင်နေရောနန်းစောနေတာပဲအဲ့တော့အတူအိတ်တဲ့ကလေးမလေးတွေကမအိတ်ချင်ဘူးအမရေးတဲ့အမကောင်မလေးရတဲ့သေးပါပါချတယ်တဲ့ညကြရင်လေတဲ့ပြီးွားရင်လေသူ့ရဲ့တခွေတန်ရှင်းမှုကလည်းမလုံနိုင်ဘူးတဲ့ကိုရီတန်ရှင်းမှုမလုံနိုင်မဲ့ဒါကိုလောကနန်းစော်နေရပဲဟုတ်ပဲကိုလည်းအစားတော့မသိပါဘူးဟိုတနေ့ကတော့မှသူနဲ့ကိုနဲ့နောက်ဖေးအဝင်ထွက်မှရှောင်းလဲပေါ့သူ့နာဖြက်လဲသွားလဲသွားဟာနန်းနာဘာစောနန်းပါလေးဆိုပြီးတော့ကိုအောင်ပြန်လှည့်ကြည့်ရတယ်ပုတ်သေးဦးဒီအနံ့ဘယ်ကလာပါလဲဆိုတော့အဲ့ကောင်မလေးစီရလာကဲမိန်းကလေးတယောက်က15နှစ်16နှစ်ဆိုတဲ့အသက်အရွယ်နေရှင်းပြောရင်ကိုတခွေတန်ရှင်းမှုတော့လုံနိုင်မှာပြီဘာလို့မလုံတတ်ကြတာလဲမိဘတွေဘာလို့မသိပေးကြတာလဲကြီးစားကြရင်တော့ထားတတ်ကြတယ်ဘဲကောင်လေးချောလဲဘဲကောင်မလေးချောလဲဆိုရင်တော့မျိုးလုံးလေးတွေနှာခေါင်းလေးတွေကတိကြတယ်သိလားကိုယ့်ရဲ့တကိုယ်ရဲ့တန်ရှင်းမှုကြတော့လေလောက်ကြပါလို့ပြောချင်ပါတယ်တကယ်ပါပဲစိတ်တွေလည်းကုန်ပါတယ်အဲ့တော့လေထွက်ကျေးဇူးတောင်တင်ပါတယ်ဥသုံးကြီးတောင်ချကိုအောင်ဘလို့ထုတ်ရမလဲလို့စဉ်းစားနေမနေ့ကတော့မှသူနဲ့တူအလုပ်လုပ်တဲ့ကောင်မလေးဟဲ့အဲ့ကောင်မလေးငါဘလို့အလုပ်ထုတ်ရင်ကောင်းမလားသူအလုပ်ကောလုပ်ရဲ့လားဆိုတားအဲ့တော့မဟုတ်ဘောတဲ့လုပ်တော့လုပ်တတ်ပါတယ်တဲ့ဒါပေမဲ့တဲ့အခုကရောက်ခါစားဆိုလို့တိတ်တော့မတက်ဘူးနဲ့တူပါတယ်မတက်တာတော့တက်အောင်တင်လို့တော့ရတာပေါ့ဒါပေမဲ့ဒီလိုမျိုးတကိုယ်ရတန်ရှင်းမှုမရှိတဲ့လူတော့ငါဘလို့ခေါ်မလဲနည်းနည်းပါးကိုယ့်ရဲ့တကိုယ်ရတန်ရှင်းမှုတွေလောက်ဒါမှမဟုတ်လို့ရှိလဲစပင်းအတူညက်လိုက်ကိုပိုင်ရှင်မို့နော်ဒါပေမဲ့ဒါဖြစ်တဲ့ဖြစ်တဲ့သူ့ကိုတော့အတင်းအားလာပြီးမဟုတ်ပဲနေစပင်းညက်မှဒီတန်းနေပြောင်းပါစပင်းတို့ညက်ပြီးတော့မှနည်းနည်းတန်းအောင်တန်းရှင်းလေးပါလေလှုပ်လိုက်လို့ပျောက်သွားတဲ့ခါကျလို့ရှိရင်အဆင်ပြေတယ်ပေါ့နော်ညကြလဲသိမပါနဲ့စောစောအိတ်တဲ့ခါကျရေမတောင်းအိတ်နေပေါ့ဘယ်ဟုတ်မလဲကနေသူ့ကိုအဆက်ခွဲလို့တဲ့သူ့သမီးကိုအဆက်ခွဲလို့အလုံးမလုပ်တော့ဘူးဒိုးဒါပဲရှိတယ်အဲ့တော့လာသာထုတ်ပြလိုက်တယ်ပြန်တော့လို့ပဲခံလိုက်တယ်ကဲဘယ်နဲ့လောက်ကြမိဘတွေရဲ့ကိုသားသမီးကိုလည်းနည်းနည်းပါးပါတော်နေဆုံးမကြပါဦး